အားလုံးပဲမင်္ဂလာညနေခင်းလေးပါ Sunshine Motor မှပြန်လဲကြိုဆိုလိုက်ပါတယ်မော်ဒယ်မြင့်အမျိုးအစားကောင်းစီဆိုင်ဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်ကန်တာစီဆိုင်လေးဖြစ်ပါတယ်အော်ကီလို29,000ကျော်လေးပဲရှိပါသေးတယ်2023မော်ဒယ်ဘိန်းရှယ်လေးဖြစ်ပါတယ်ဘိန်းလေးကတော့အသစ်စင်လေးဝင်ပါသေးတယ်နော်တစည်းလုံးအော်ဆေးအော်ကာဘာအော်စတစ်ကာနဲ့နောက်ဆေးတစ်စက်မှမပါသေးတဲ့ဘိန်းလေးဖြစ်ပါတယ်ရှစ်တာယာလေးတော့မှားပါတယ်ရှစ်တာယာကို80ရာခိုင်နှုန်းလောက်ကျန်မယ်အင်ဂျင်အဖွင့်လက်အယိုးအစိမ့်လုံးဝမရှိပါဘူးအင်ဂျင်လုံးဝငြိမ်ပါမယ်စက်တာမီလိုက်တွေအကုန်ကောင်းပါတယ်ကာဘာဆေးသားလေးတွေလှပါတယ်နောက်တာယာတော့80ရာခိုင်နှုန်းလောက်ကျန်ပါမယ်မန်းလိုက်စဉ်84ရာပလက်နဲ့လာပါမယ်တက်တန်းက2029 9လပိုင်းအထိရှိပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့29,500ဖြစ်ပါတယ်53ဘီလန်133 134ကြားမန္တလေးစက်မှု1 Sunshine Motor မှာဘိန်းကြည့်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်